ကျွန်တော် Michael Channel မှာပြန်နေကြိုဆိုလိုက်ပါတယ်ဟုတ်ပြီမိတ်ဆွေတို့ကျွန်တော်ဒီနေ့ Color Blast application အကြောင်းကိုမျှဝေပေးသွားမှာဖြစ်ပါတယ်နော်ဒီ Color Blast ပေါ့နော်ဟုတ်ပြီမိတ်ဆွေတို့ကဒီ Color Blast မှာသူငယ်ချင်း invite လုပ်ပြီးတော့ဝင်စုမဲနေလမ်းမျှဝေပေးသွားမှာဖြစ်ပါတယ်ဟုတ်ပြီကျွန်တော် Color Blast မှာဝင်သွားလိုက်မယ်ဟုတ်ပြီမိတ်ဆွေတို့ဒီနေရာရောက်လာလို့ရှိရင်ကျွန်တော်ပေးထားတဲ့ ID ကိုမိတ်ဆွေတို့ကဒီမှာရိုက်ထည့်ရမှာဖြစ်ပါတယ်နော်ဒီမှာရိုက်ထည့်လိုက်လို့ရှိရင်မိတ်ဆွေတို့ကဒီမှာပေါ့နော်ဒီမှာရိုက်ထည့်လိုက်လို့ရှိရင်မိတ်ဆွေတို့ကဒီ1100ပေါ့နော်ဒီ1100မိတ်ဆွေတို့ကရမယ်ပေါ့နော်ဟုတ်ပြီအဲ့ဒါပြပါလို့ရှိရင်ကျွန်တော်တို့ invite ဘယ်လိုလှုပ်ရမလဲပေါ့နော်ကျွန်တော်တို့သူငယ်ချင်းဘယ်လိုဖိတ်ခေါ်ရမလဲပေါ့နော်ဟုတ်ပြီမိတ်ဆွေတို့ကိုကျွန်တော်ရှင်းပြပေးမှာဖြစ်ပါတယ်ဟုတ်ပြီကျွန်တော် invite ဆိုတဲ့နေရာလေးကိုနှိပ်လိုက်မယ်ဒီမှာပေါ့နော်ဟုတ်ပြီမိတ်ဆွေတို့ဒီမှာကြာတော့ကျွန်တော်တို့ invert လုပ်ဖို့အတွက်ပေါ့နော်ကျွန်တော်တို့3 level အထိ gain ဆော့ရမှာဖြစ်ပါတယ်เนาะ3ပွဲပေါ့နော်3ပွဲဆော့လိုက်လို့ရှိရင်ကျွန်တော်တို့သူငယ်ချင်း invert လုပ်လို့ရပြီပေါ့နော်ဟုတ်ပြီမိတ်ဆွေတို့ဒီမှာကြည့်လို့ရတယ်ပေါ့နော်ဟုတ်ပြီကျွန်တော်အခုတရားမှာ invert လုပ်ထားတာမရှိဘူးပေါ့နော်မိတ်ဆွေတို့ဒီမှာကြည့်လို့ရတယ်ပေါ့နော်ကျွန်တော် coin လေးမရသေးဘူးပေါ့နော်ကျွန်တော်ပေါ့နော်00ပြနေတယ်ပေါ့နော်ကျွန်တော်တရားမှာမလုပ်ထားသေးဘူးပေါ့နော်ဟုတ်ပြီမိတ်ဆွေတို့ကကျွန်တော်ပို့ထားတဲ့ ID ကိုဒီမှာထည့်လိုက်လို့ရှိရင်မိတ်ဆွေတို့ကပတ်စံရတယ်ပေါ့နော်1000ပတ်စံရပြီပေါ့နော်ဒီမှာနော်ဟုတ်ပြီကျွန်တော် Michael Channel ကိုအခုဒီ subscribe မလုပ်တယ်လဲ subscribe လေးလုပ်ထားပါ